နာမည်ကြီးအင်္ဂလန်ဘောလုံးအသင်းအတွက်ကမ္ဘာ့ဖလားမစခင်မှာပဲမမျှော်လင့်ထားတဲ့ပြဿနာကြီးတစ်ခုပေါ်လာပါတယ်။ဒီနေ့ကတော့ဇွန်လ23ရက်ပါ။အင်္ဂလန်အသင်းအတွက်ကြီးမားတဲ့လုံခြုံရေးကြိုးပမ်းမှုတစ်ခုနဲ့ရင်ဆိုင်လိုက်ရပြီးတော့အရေးကြီးတဲ့လေ့ကျင့်ရေးပစ္စည်းတွေနဲ့ကစားသမားတွေရဲ့ဖက်နှက်တွေအခိုးခံလိုက်ရပါတယ်။ဒီနေ့အစီအစဉ်မှာတော့ဒီခိုးမှုကြီးဘယ်လိုဖြစ်သွားတာလဲနဲ့ဘာတွေဆက်ဖြစ်နိုင်လဲဆိုတာကိုအားလုံးနားလည်လွယ်အောင်တင်ဆက်ပေးပါမယ်။ဒီဖြစ်စဉ်ကအင်္ဂလန်အသင်းရဲ့ပစ္စည်းတွေကိုဖလော်ရီဒါပြည်နယ်ကနေပြီးပြိုင်ပွဲကာလအတွင်းမှာစခန်းချနေထိုင်မဲ့ကန်ဆတ်စီးတီးကိုကားနဲ့တည်ယူပို့ဆောင်ရေးလုပ်နေတဲ့လန်ခီမှာဖြစ်ခဲ့တာပါအင်္ဂလန်အသင်းကကန်ဆတ်မြို့ကိုမပြောင်းခင်ဖလော်ရီဒါပြည်နယ်မှာအမေရိကန်ယာတီဥရုနဲ့အသားကျအောင်အရင်ဆုံးဒီလေ့ကျင့်နေခဲ့တာဖြစ်ပါတယ်ကန်ဆတ်မြို့ကလေ့ကျင့်ရေးစခန်းအသစ်ကိုပစ္စည်းတင်လာတဲ့ကားရောက်လာပြီးအထုပ်တွေချတဲ့အချိန်မှာမှပစ္စည်းတွေပြောင်းနေတာကိုတာဝန်ရှိသူတွေကသိလိုက်ရတာပါခိုးခံလိုက်ရတဲ့ပစ္စည်းတွေထဲမှာအင်္ဂလန်အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ Harry Kane ပြီးတော့ Bellingham တို့အပါအဝင်ကျယ်ပွင့်ကစားသမားတွေရဲ့ပွဲကန်တဲ့ဘောလုံးဖက်နှက်တွေအကုန်ပါသွားတယ်လို့သိရပါတယ်။ဒါအပြင်ကမ္ဘာ့ဖလားပြိုင်ပွဲမှာပြိုင်ပွဲဝင်3တရားဝင်ဘောလုံးတွေနဲ့တခြားလေ့ကျင့်ရေးပစ္စည်းတွေအများကြီးပါသွားခဲ့တာပါ။သတင်းတွေအရဆိုရင်ကားပေါ်မှာဘောလုံးတစ်လုံးပဲကြံခဲ့တယ်လို့အောင်ဆိုပါတယ်။ဒါနဲ့မကသေးဘဲနဲ့အကြောဖြည်တဲ့ဒီဂရင်တွေနီးပြတွေတုံးမဲ့တင်ပုံးဝိုက်ဖို့လိုဟာမျိုးတွေပါအရေးကြီးတဲ့လေ့ကျင့်ရေးပစ္စည်းတွေအားလုံးနဲ့ပါသွားလို့အသင်းရဲ့ပြင်ဆင်မှုအတော်များများကိုအကြီးအကျယ်ထိခိုက်သွားစေပါတယ်။ဒီမှာမေးစရာရှိတာကဒီကြောင့်ဖက်နှက်လေးပျောက်တာဘာပြဿနာကြီးလဲကွာ။သူတို့ဒီလောက်ချမ်းသာနေတာဖက်နှက်ပျောက်ရင်အစ်စ်ဝယ်စီလိုက်ပေါ့။ဒီလိုမျိုးအလွယ်တကူတွေးစရာရှိပါတယ်။ဒါပေမဲ့ professional ရဲ့ကစားသမားတွေအတွက်သူတို့ခြေထောက်နဲ့အသားကျနေပြီးသားဖြစ်တဲ့ပွဲကန်ဖက်နှက်တွေကအရန်ကိုအရေးကြီးပါတယ်။ဖက်နှက်အစ်စ်ကိုတန်းစီးပြီးတော့ကန်ရင်ခြေပွန်းတာဒါမှမဟုတ်ဘောလုံးထိရတာအဆင်မပြေတာတွေဖြစ်နိုင်လို့အခုပြိုင်ပွဲစားဖို့ရပိုင်းအလိုမှာဒါကကစားသမားတွေအတွက်တကယ်ကိုခေါင်းခဲစရာပြဿနာကြီးဖြစ်သွားပါတယ်။ကန်ဆတ်စီးတီးဒီမျိုးရဲတပ်ဖွဲ့ကလည်းဒီကိစ္စကိုချက်ချင်းအရေးယူဖို့စုံစမ်းစစ်ဆေးနေပါတယ်။လက်တလောထုတ်ပြန်ချက်တွေအရတန်တရားရှိတဲ့သူ2ဦးကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့အတည်ပြုထားပါတယ်။လုံခြုံရေးအဖွဲ့တွေကတော့ပစ္စည်းတွေတည်ဖို့ယုံကြည်ပြီးတော့အပ်လိုက်တဲ့ရင်မောင်းတွေကိုယ်တိုင်ကဒီလိုရဲတင်းတဲ့ခိုးမှုမှာပါဝင်ပတ်သက်နေနိုင်တယ်လို့တန်တရားရှိနေပါတယ်။အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကလည်းပျောက်သွားတဲ့ပစ္စည်းတွေအမြန်ဆုံးပြန်ရဖို့ဒေသခံရဲတပ်ဖွဲ့နဲ့အနီးကပ်ပူးပေါင်းလှုပ်ဆောင်နေတယ်လို့ပြောပါတယ်။အင်္ဂလန်အသင်းကဖလော်ရီဒါမှာခြေစမ်းပွဲ2ပွဲကစားခဲ့ရမှာ2ပွဲဆုံးအနိုင်ရထားပြီးတော့စိတ်ဓာတ်ပိုင်းဆိုင်ရာအတော်လေးကောင်းမွန်နေတဲ့အချိန်လေးဖြစ်ပါတယ်။အင်္ဂလန်အသင်းကလာမဲ့ဗုဒ္ဓဟူးနေ့ဇွန်လ18ရက်နေ့မှာဒါလတ်မြို့မှာခရိုအေးရှားအသင်းနဲ့အုပ်စု L အဖွင့်ပွဲစဉ်ကိုအကျိတ်နဲ့ကစားရမှာပါအချုပ်ပြောရရင်တော့ဒီသတင်းကကျွန်တော်တင်ဆက်နေကြပုံစံမျိုးမဟုတ်ပေမဲ့ကမ္ဘာဖလားကာလအတွင်းမှာသတင်းတစ်ခုအနေနဲ့အလွန်စိတ်ဝင်စားစရာကောင်းပါတယ်အင်္ဂလန်အသင်းရဲ့နီးပြတောမတ်တူချယ်အနေနဲ့အင်္ဂလန်အသင်းကို1966ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ကမ္ဘာဖလားချန်ပီယံဆုရအောင်ယူပေးမယ်လို့ပြည်သက်တွေကမျှော်လင့်ထားကြတဲ့အချိန်မှာအခုလိုကွင်းပြပါပြဿနာတွေကမမျှော်လင့်ဘဲနဲ့ကြုံတွေ့လိုက်ရတာဖြစ်ပါတယ်။တောမတ်တူချင်နဲ့သူ့ရဲ့အဖွဲ့သားတွေအနေနဲ့အရေးကြီးတဲ့ဒီပစ္စည်းပျောက်ဆုံးမှုပြဿနာကိုအမြန်ဆုံးဖြေရှင်းပြီးတော့ခရိုအေးရှားနဲ့ပွဲအတွက်ဘလို့အကောင်းဆုံးပြင်ဆင်သွားမလဲဆိုတာကတော့ဆက်ပြီးစောင့်ကြည့်ရမယ့်အနေအထားမှာရှိနေပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံတကာသတင်းတွေကိုဆက်ပြီးသိရှိနိုင်ဖို့ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ link ကို subscribe လုပ်ထားလိုက်ပါတယ်။သတင်းလိုလေးတွေကိုဖတ်ချင်တဲ့ဆိုတော့ကျွန်တော်ရဲ့ Telegram Politics လက်ကို join လုပ်ရပါတယ်။အားလုံးပဲဘေးကင်းလုံခြုံကြပါစေ။ကျွန်တော်ကတော့ link ရင်ပါ။နောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ပါခင်ဗျာ။